အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုလင်းအောင် channel တစ်ဖေးရနဲ့ကျွန်တော်ရဲ့မိတ်ဆွေအကူမားဒီအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုအများနဲ့စောင့်မျှော်အားပေးနေကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေအကူမားဒီအားလုံးကိုအခုမှတွေ့လို့ဒီမှဝင်ရောက်အားပေးကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေအကူမားဒီအားလုံးကိုဒုတိယမချမ်းအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလို့လိုရင်ဆန္ဒတွေနှလုံးတော်အကြီးပြည့်စုံနိုင်ပါစေမင်္ဂလာရှိသောနေ့ရက်လေးတွေတန်ကောင်းသောနေ့ရက်ကလေးတွေခါဝရပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ကိုလင်းအောင် channel လေးရနဲ့ဥစွာပထမစုံမကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျအားလုံးပဲမင်္ဂလာပါဗျာနော်မင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့မိတ်ဆွေအကူမတွေအားလုံးပဲဒီဗီဒီယိုဖိုင်လေးကတော့တောက်ကြနေ့မှာကစားရမယ်1 ချိန်မင်းရောဝက်ကလေးတွေကိုလာရောက်မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေအကူမတွေအားလုံးကဗီဒီယိုဖိုင်လေးကိုအစနဲ့အဆုံးသေချာလေးကြည့်ပေးပါ channel ကို subscribe မနှိပ်ရသေးတဲ့အကူမတွေအားလုံးကလည်း channel လေးကို subscribe လေးတွေနှိပ်သွားပေးပါ like လက်မလေးတွေတယောက်တစ်ချက်စီနေပြီးတော့အားပေးသွားကြပါဦးကဲဒါကျွန်တော်ရဲ့မိတ်ဆွေအကူမတွေအားလုံးပဲကျွန်တော်တို့ဒါကြာသာဘိနှစ်တနေ့ကုန်မှာတော့ကျွန်တော်တို့ဒါနေတိုင်းဝမ်းချင်းကတော့ပြတ်သွားပါတယ်ဒါနေတဲ့ကမိတ်ဆွေအကူမတွေအားလုံးကတော့ကျွန်တော်တို့ဒါတပတ်စာမွေးအခွေလေးဒါကြာသပတေးနေ့ညနေမှာအောင်ပါတယ်ဒါ52နှစ်မှာရလိုက်တဲ့ကျွန်တော်ရဲ့နေတဲ့ကမိတ်ဆွေအကူမတွေအားလုံးကဘလောက်ပိုးလေးတွေရကြတယ်ဘလောက်ပိုးလေးတွေပေါက်ကြရဲဆိုတော့လေ comment မှာပေါက်ကြီးလေးတွေမှန်သွားပေးကြပါဦးဗျာနော်ကျွန်တော်တို့က2 3 4 5တပတ်စာမွေးခွေလေးကြာသပတေးညနေမှာတော့နော်အောင်သွားပါပြီဒါနေကအမြဲတမ်းမွေးနေကြတဲ့ကူမတွေအားလုံးကဘလောက်ပိုးလေးတွေရကြတယ်ဘလောက်ပိုးလေးတွေပေါက်ကြရဲဆိုတော့လေ comment မှာပေါက်ကြီးလေးတွေမှန်သွားပေးပါဦးနော်ဒါကျွန်တော်ကမွေးကနန်းအစားဒါမွေးခွေလေးထုတ်ပေးတာပါဒါညဗီဒီယိုဖိုင်မှာလဲကျွန်တော်ရဲ့နေတဲ့ကူမတွေအားလုံးကိုကျွန်တော်မွေးခွေလေးကိုသတိပေးခဲ့ပါတယ်เนาะဒါကျွန်တော်ကူမတွေအားလုံးပဲရကြမယ်တော့ထင်ပါတယ်ဒါကြာသာပြီးဟိုတောက်ကြနေမှာလဲဒါကျွန်တော်ရဲ့မိတ်ဆွေကူမတွေအားလုံးကို share မင်းရောဝက်ပြီးနဲ့ထပ်မံပြီးတော့ရအောင်ကျွန်တော်အတက်နိုင်ဆုံးစူးစမ်းပေးထားပါတယ်ပြီးတော့ကျွန်တော်ရဲ့နေတဲ့အမျိုးတွေအားလုံးပဲတောက်ကြနေတနေ့ကုန်မှာတော့ကျွန်တော်เนาะ168ကီးလေးက100ရာခိုင်နှုန်းအားကောင်းဆုံးပါအဲဒီအတွက်ကြောင့်ကျွန်တော်ရဲ့နေတဲ့အမျိုးတွေအားလုံးကကို့မှာဝမ်းချင်းလေးတွေလုံးမိုင်လေးတွေခိုင်ခိုင်မာမာရှိရင်လေ168ကီးလေးနဲ့တက်ပြီးတော့ကစားလို့ရပါတယ်ကျွန်တော်ပြည့်ရဲ့မယောဘက်ကလေးလည်းကြိုက်နေတဲ့ရင်ယူပြီးတော့ကစားပါနော်တောက်ကြနေတနေ့ကုန်မှာတော့ကိုက1ချိန်လုံးမိုင်တာခိုင်ခိုင်မာမာရှိရင်ကျွန်တော်168ကီးက100ရာခိုင်နှုန်းအားအကောင်းဆုံးပါနော်100ရာခိုင်နှုန်းအားကောင်းဆုံးပါလို့ကျွန်တော်ပြောခဲ့ပြီနော်ကျန်ခဲ့တဲ့ဘက်ကလည်းကျွန်တော်သတိပေးပါတယ်နေတဲ့အမျိုးတွေအားလုံးပဲနော်1ချိန်လေးရှိရင်ချိန်တွေပေါက်မယ်ချိန်တွေရမယ်နော်အဲအားလုံးပဲအဲ့ဒါဆိုရင်ကျွန်တော်ရဲ့အဖွဲ့ဝင်လူဟောင်းကိုမားတွေအားလုံးကိုလူသစ်အကိုမားတွေအားလုံးကိုနောက်တစ်ပတ်အတွက်ကိုအဖွဲ့ဝင်ထားလို့ရပါပြီအဖွဲ့ဝင်ညင်ရတော့ကျွန်တော်စနေတနင်္ဂနွေနေ့တနင်္လာနေ့17နာရီထိအဖွဲ့ဝင်လက်ခံပေးထားပါတယ်လူသစ်အကိုမားတွေအားလုံးကယုံကြည်မှုအပြည့်ရှိမှလက်တွဲပါပြီးတော့ကျွန်တော်3ရက်အတွင်းစိန်ခေါ်စာတို့ပတ်တီတစ်လုံးနဲ့ main တင်ကွက်2ကွက်ကိုဖြည်းဖြည်းမိမိလေးနဲ့ကစားနိုင်နေဆိုမှလူသစ်အကူမတွေအားလုံးကအဖွဲ့ကိုဝင်ပြီးတော့ကစားကြပါကျွန်တော်ရဲ့ဒုဟောင်းကူမတွေအားလုံးကတော့ဒါပြောပြမလို့တော့ပါဘူးเนาะဒါလူသစ်အကူမတွေအားလုံးတို့ကျွန်တော်နောက်တစ်ပတ်အတွက်ကိုစိန်ခေါ်စာတို့ပတ်တီတစ်လုံးနဲ့ main တင်ကွက်2ကွက်ကိုကစားခြင်းနဲ့အကူမတွေအားလုံးက455 600 360ကိုဗိုင်ဘာကနေလည်းဆက်သွယ်လို့ရပါတယ်ဗိုင်ဘာမရှိတဲ့မိတ်ဆွေအကူမတွေအားလုံးကလည်းဖုန်းနဲ့ရည်ဆက်သွယ်လိုက်ပါအဖွဲ့ဝင်ကြီးကတော့1000ပွဲချက်ဖြစ်ပါတယ်1000ပွဲချက်ထက်တန်အောင်လို့ကျွန်တော်ကောင်းဆုံးစူးစမ်းပေးထားပါတယ်ကျွန်တော်ကဲအဲ့လားဆိုရင်ကျွန်တော်ရဲ့ဒီကအကူမကြီးအားလုံးတွေတောက်ကြနေမှာကစားရမယ်1ချိန်မင်းအောင်ဘက်ကလေးတွေခေါ်ပေးပါမယ်26ရက်6လ2026တောက်ကြနေမနက်ညမှာကစားရမယ်1ချိန်ပတ်တီးရ83ချိန်ပတ်တီးဖြစ်ပါတယ်8ကိုကြိုက်တဲ့မိတ်ဆွေအကူမတွေအားလုံးက8ကိုပတ်လို့ရပါတယ်3ကိုကြိုက်တဲ့မိတ်ဆွေအကူမတွေအားလုံးက3ကိုပတ်လို့ရပါတယ်8နဲ့ပတ်သက်လို့တင်ထိုးရမယ် main or 4ကွက်
86ဖြစ်ပါတယ်3နဲ့ပတ်သက်လို့တင်ထိုးရမယ့်မိန်ရော၄ခွက်30 31 34 36ဖြစ်ပါတယ်တောက်ကြနေတနေ့ကုန်မှာကျွန်တော်အကြိုက်ဆုံးမိန်ရောနှစ်ခွက်က36နဲ့81ဖြစ်ပါတယ်ဒီတွေကမျိုးတွေအားလုံးကကဏ္ဍကိုအားပြီးတော့ထိုးကြပါပြီးတော့တောက်ကြနေမှာကျွန်တော်86ဆိုတဲ့ပြန်ကဏ္ဍတစ်ခွက်ပါပါတယ်မဖယ်လိုက်ပါနဲ့မကြိုက်ရင်နည်းနည်းလေးတော့ထည့်ပြီးတော့ကစားပါနော်9ဦးထောင်မှုတော့အနည်းဆုံးတော့ထည့်ပြီးတော့ကစားထားပါပြန်ကဏ္ဍကိုလုံးလုံးကြီးတော့မဖယ်လိုက်ပါနဲ့နော်ဒီတွေကမျိုးတွေအားလုံးပဲကဏ္ဍလေးတွေနောက်တစ်ခေါက်ပြန်ခေါ်ပေးပါမယ်တောက်ကြနေမနက်ညမှာကစားရမယ့်1ချိန်ပတ်တီးရ83 1ချိန်ပတ်တီးဖြစ်ပါတယ်ရှစ်ကိုကြိုက်တဲ့မိတ်ဆွေအကုန်မတွေအားလုံးကရှစ်ကိုပတ်လို့ရပါတယ်3ကိုကြိုက်တဲ့မိတ်ဆွေအကုန်မတွေအားလုံးက3ကိုပတ်လို့ရပါတယ်ရှစ်နဲ့ပတ်သက်လို့တင်ထိုးရမယ့်မိန်ရော၄ခွက်80 81 84 86ဖြစ်ပါတယ်3နဲ့ပတ်သက်လို့တင်ထိုးရမယ့်မိန်ရော၄ခွက်30 31 34 36ဖြစ်ပါတယ်တောက်ကြနေတနေ့ကုန်မှာကျွန်တော်အကြိုက်ဆုံးမင်းရောနှစ်ခွက်ကတော့36နဲ့81ဖြစ်ပါတယ်ဒါနေ့တိုင်းကအကြိုက်ချင်းထူတဲ့နေ့တိုင်းကအကုန်မကြီးအားလုံးကတော့ယူပြီးတော့ကစားလို့ရပါတယ်ခဏကိုလည်းအားပြီးတော့ထိုးကြပါကြတော့အဲအားလုံးပဲနေ့တိုင်းကအမျိုးတွေအားလုံးပဲဒါကျွန်တော်တောက်ကြနေမှာတော့168ပြီးလေးကိုတော့မမေ့ကြပါနဲ့ဒါလေးကိုတော့တတိထားပြီးတော့ကစားပါဒါမနေ့ကြမလားညနေကြမလားတော့မသိပါဘူးเนาะ100ရာခိုင်နှုန်းကတော့ကျင်းတွေဆင်းဖို့များပါတယ်168ကြီးရเนาะဒါအားလုံးပဲကျွန်တော်ရဲ့မိတ်ဆွေအကုန်မတွေအားလုံးပဲတောက်ကြနေမှာလဲဒါကျွန်တော်ကိုလင်းပေးတော့ကဏ္ဍလေးတွေနဲ့ကန်ဆက်ပြီးတော့တောက်ကြပါစေကြားကြပါစေမင်္ဂလာရှိတဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေထာဝရပိုင်ဆိုင်နိုင်ကြပါစေစီးပွားဥစ္စာယတနာများလဲဒီရေအလားတိုးပွားကြပါစေလို့ကျွန်တော်ကိုလင်းအောင် channel လေးရနဲ့ကျွန်တော်ရဲ့ကိုမကြီးအားလုံးကိုစုမုံကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျအားလုံးပဲဘိုင်းမိုင်မှာအားလုံးပဲတက်တာပါဗျ